ကဲမက်ဒရစ်မြောက်ရဲ့လမ်းနေပေါ်မှာစန္ဒပြပွဲတွေထိခိနေပါတယ်သူတို့ဘာတွေတောင်းဆိုနေကြတာလဲပြီးတော့လေလွန်ခဲ့တဲ့နှစ်40ကကတိတစ်ခုကဒီနေ့ခေတ်ထိဘာလို့အရေးပါနေရတာလဲဆိုတာကိုအခုပဲအတူတူချိလိုက်ကြရအောင်အခုမြင်တွေ့နေရတာကတော့မက်ဒရစ်မြို့လယ်ကစန္ဒပြပွဲမြင်ကွင်းပါပဲသူတို့ရဲ့ကျူးကျော်တန်ကရှင်းရှင်းလေးစစ်ပွဲကိုစန့်ကျင်တဲ့နေတိုကိုလည်းစန့်ကျင်တယ်ဒါပေမဲ့ပေါ့ဒီရိုးရှင်းလာတဲ့စကားလုံးတွေရဲ့နောက်ကွယ်မှာတော်တော်လေးရှုပ်ထွေးတဲ့တမိုင်းကြောင်တစ်ခုရှိနေပါတယ်ဆိုတော့ဒီစနပြပွဲတွေကဘယ်ကနေပြောစားလာလဲဆိုပြီးအရင်မျိုးကိုလိုက်ရှာကြည့်လိုက်တဲ့အခါလွန်ခဲ့တဲ့ဆက်စုံနေပေါင်းများစွာကချမှတ်ခဲ့တဲ့သဘောတူညီချက်တစ်ခုစီကိုတန်းပြီးတော့ပြန်ရောက်သွားတယ်အဲ့ဒီသဘောတူညီချက်ကအခုချိန်မှာချိုးဖောက်ခံနေရပြီလို့စနပြသူတွေကအခိုင်အမာယုံကြည်နေကြတာပါဟုတ်ကဲ့အဒီကဇလန်နာလွန်ခဲ့တဲ့နှစ်40တိကကျင်းပခဲ့တဲ့ဗီဒုစန္ဒခန့်ယူပွဲတစ်ခုပါပဲအဲတုန်းကစပိန်နိုင်ငံနီဒိုဖွင့်ဖြစ်စဉ်မဖြစ်စဉ်ကိုအဆုံးဖြတ်ပြီးခဲ့တဲ့မဲခွဲမှုဟာဒီနေ့ထိတိုင်အောင်ညံသွားเสียဒီနဲ့ပြည့်နေတော့မှာပဲအဲဒီမှာစိတ်ဝင်စားစရာကောင်းတာကပါလဲဆိုတော့အဲ့ဒီပြည်သူဆန္ဒခံယူပွဲမှာပေါ့အလကားလုပ်ပြလိုက်တာမဟုတ်ဘူးကတိကဝတ်တင်နဲ့လာတာဆန္ဒပြသူတွေပြောပုံအရာဆိုရင်အဲ့ဒီတုန်းကစပိန်ပြည်သူတွေကိုအချက်3ချက်တိကတိပေးခဲ့တယ်လို့ဆိုပါတယ်ကဲအဲ့ဒီအချက်3ချက်ကဘာတွေလဲဆိုတော့ပထမတစ်ခုကနေတိုးရဲ့စစ်ပတ်ဆိုင်ရာကွက်ကဲမှုဖွဲ့ကြီးပုံတွေကိုလုံးဝမဝင်ရောက်ဖို့ဒုတိယအချက်ကစပိန်မီပေါ်မှာ American Sit အခြေစိုက်စခန်းတွေလာမတီထောင်ဖို့ပြီးတော့နောက်ဆုံးချက်အရေးကြီးဆုံးတစ်ခုပေါ့ Nuclear လက်နက်တွေကိုဖျက်တမ်းတည်ဆောင်ခွင့်ရောဒီမှာတော်လောင်ခွင့်ရောဘာမှမပေးဖို့အဲ့ဒါတွေပါပဲအဲ့ဒီတော့ပြဿနာရဲ့အဓိကအချက်ကဒီမှာပဲတစ်ဖက်မှာကပေးထားခဲ့တယ်ဆိုတဲ့ကတိတွေနောက်တစ်ဖက်မှာကျတော့အဲ့ဒီကတိတွေထဲကတစ်ခုမှကိုအကောင်အထည်မဖော်ခဲ့ဘူးဆိုတဲ့ဆန္ဒပြသူတွေရဲ့ဖြင်းတန်တဲ့ဆွဲချက်အဲ့ဒီနှစ်ခုကြားကတင်းမာမှုကအခုလိုလမ်းပေါ်ထွက်ဆန္ဒပြပွဲတွေဖြစ်လာစေတာပေါ့အထူးသဖြင့်အဲ့ဒီ nuclear လက်နက်နဲ့ပတ်သက်တဲ့အချက်ကဘာလို့ဒီလောက်တောင်အရေးကြီးနေရတာလဲဒီမိခွင့်ရဲ့ဖြေကိုသိကျင်ရင်တော့စပိန်နိုင်ငံရဲ့သမိုင်းထဲကမေ့လို့မရနိုင်တဲ့ဖြစ်ရပ်တစ်ခုကိုပြန်လည်ကြည့်ဖို့လိုလာပါပြီဖြစ်ရကတိလို့ပါ1960ခုနှစ်တုန်းကပေါ့ American Nuclear ပုံလေးလုံးကစပိန်နိုင်ငံတောင်ပိုင်း Palomares ဆိုတဲ့မြို့အနီးမှာပြတ်ကျခဲ့တယ်ဒီဖြစ်ရကတကယ့်ကိုတင်နိုင်ငံလုံးကိုထိတ်လန့်တွန်းလှုပ်စေခဲ့တာအဲ့ဒီအတွေ့အကြုံကြောင့်ပဲ1986ခုနှစ်ပြည်သူ့ဆန္ဒခံယူပွဲမှာ nuclear လက်နက်လုံးဝမရှိစေရဆိုတဲ့အချက်ဟာအဓိကကျတဲ့ဂတိတစ်ခုဖြစ်လာခဲ့တယ်အခုဒီနေ့ခေတ်မှာတော့ဆန္ဒပြသူတွေကအဲ့ဒီတမိုင်းကိုပဲပြန်ကိုင်ဆွဲပြီးသူတို့ရဲ့တောင်းဆိုချက်တွေကိုတင်ပြနေကြတာဖြစ်ပါတယ်ဟုတ်ပြီဒါပေမဲ့ဒီပြည်သူဆန္ဒခံယူပွဲနဲ့တမိုင်းဖြစ်ရတွေကအစပဲရှိပါသေးတယ်ဆန္ဒပြသူတွေရဲ့ပိုပြီးကျေပြန့်တဲ့ကမ္ဘာအမြင်သူတို့ရဲ့ရက်တီချက်ကိုကြည့်လိုက်ရင်ဒါကညေတိုးအဖွဲ့ဝင်ဖြစ်ရေးဆိုတာတဲ့အများကြီးပိုကျေပြန့်သွားတာကိုတွေ့ရမှာပါဆန္ဒပြပွဲကိုစီးဆင်းသူတွေရဲ့အမြင်မှာတော့ဒါဟာစပိန်နိုင်ငံတစ်ခုတည်းရဲ့ကိစ္စမဟုတ်ဘူးသူတို့ကဒါကိုနယ်ချေဝါဒီတွေအထူးသဖြင့်အမေရိကန်ရဲ့ကမ္ဘာလုံးဆိုင်ရာဆွတ်ဖက်မှုတွေကျူးကျော်မှုတွေကိုစန့်ကျင်တဲ့တိုက်ပွဲတစ်ခုရဲ့အစိပ်ပိုင်းအဖြစ်ရှုမြင်ကြတာပါကဲဒီလိုသမိုင်းကြောင်းတွေဒီလိုအတွေးခေါ်တွေပေါ်မှာအခြေခံပြီးတော့ဒီစန္ဒပြသူတွေအတွက်အန်တီမဘန်တိုင်းသူတို့တကယ်တော့လူချင်တာကဘာဖြစ်မလဲသူတို့ရဲ့တောင်းဆိုချက်တွေကနီဒိုကနေထွက်ဖို့ဆိုတာထက်အများကြီးပိုပါတယ်သူတို့လိုချင်တာကနိုင်ငံရဲ့အချုပ်အခြာအာဏာကိုပြည်သူတွေလက်ထက်အပြည့်အဝပြန်ရဖို့ဘသူရဲ့ဆွတ်ဖက်မှုမှမခံပဲကိုကြံမှာကိုဖန်တီးခွင့်ရှိဖို့နောက်ဆုံးမှတော့လက်ရှိအစိုးရပုံစံကိုပါပြောင်းလဲပြီးတော့စပိန်တမန်နိုင်ငံတည်းထူထောင်ရေးအထိရည်မှန်းထားကြတာပါဒီတော့နောက်ဆုံးမှစဉ်းစားစရာတစ်ခုကြံခဲ့ပါတယ်တစ်ဖက်မှာနှစ်လဲကျန်ထက်တန်းရှိပြီဖြစ်တဲ့နိုင်ငံရေးသဘောတူညီချက်တစ်ခုနောက်တစ်ဖက်မှာကျတော့နောက်17ရာစုရဲ့အမြဲတမ်းပြောင်းလဲနေပြီးရှုပ်ထွေးလာတဲ့ကမ္ဘာနိုင်ငံရေးအခြေအနေတွေဒီနှစ်ခုထိတ်တိုက်တွေ့တဲ့အခါရှစ်ဆက်သွားမဲ့လန်ကဘယ်လိုဖြစ်မလဲဒါကတော့စပိန်နိုင်ငံရဲ့အနာဂတ်အတွက်စဉ်းစားစရာအဖြစ်ကြံရှိနေဦးမယ့်အရေးကြီးတဲ့မိန့်ခွန်းတစ်ခုပါပဲ